Fire ပရိသတ်ကြီးမင်္ဂလာပါဒီကနေ့ကျွန်တော်အရှိတကုံချမ်းသာရွှေပြည်အိမ်ရဝင်းထဲမှာရှိတဲ့ကျွန်တော်3တက်တိုက် RC ဆောက်လေးရှိကျွန်တော်ရောက်နေပါတယ်ဆိုတော့ဒီအိမ်လေးက40မျက်နှာဝ40အနောက်ကိုကျွန်တော်တို့85ရှိတယ်ပြီးတော့အထဲမှာရေကူးကမှာပါတဲ့အတွက်ကြောင့်မို့လုံးဝLit Fire ပရိသတ်တွေလည်းလုံးဝကြိုက်မဲ့ဒီဇိုင်းမျိုးလို့ကျွန်တော်မျှော်လင့်နေပါတော့ဆိုတော့ဒီအိမ်လေးကိုကျွန်တော် home tour လေးလုပ်ပေးချင်ပါတယ်ဈေးနှုန်းကတော့ကျွန်တော်3ပေါင်း3300နဲ့ဈေးဖွင့်ထားတယ်အထဲမှာကျွန်တော်တို့ကကားနှစ်နေရပါတော့2စီးလောက်ကျွန်တော်တို့ဖယ်ပြီးတော့ရက်လို့ရမယ်အပြင်မှာဆိုတော့ကျွန်တော်တို့လမ်းအကျယ်တဲ့အတွက်ကြောင့်မို့ကျွန်တော်3စီးလောက်တောင်ကျွန်တော်ရက်လို့ရပါတယ် Master Baron 6ခန်းနဲ့ပါတယ်ဆိုတော့အများကြီးပြောစရာမလိုတော့ဗီဒီယိုလေးကိုစလိုက်ကြအောင်ဆိုတော့ဒီမှာကျွန်တော်တို့ဒါကတော့အပြင်ဘက်ပေါ့နော်အပြင်ဘက်နေရာမှာဒီမှာ drain လေးရှိတယ်ဒီမှာကားနေရာရက်လို့ရမယ်ဒီဘက်ဒီကွင်လေးမှာလည်းကျွန်တော်ကားရက်လို့ရမယ်ဗျာဒါမှမဟုတ်လို့ရှိရင်ကျွန်တော်အပင်တွေပါစိုက်ချင်တယ် planner box လေးတစ်ခုလုပ်လို့ရမယ်ဆိုတော့အထဲကိုတစ်ချက်ဝင်ကြည့်မယ်ဆိုတော့ဝင်ချင်းမှာပဲကား parking က space ကအိမ်မာကြီးကနေပဲကျွန်တော်ပေါ့နော်ထွက်လာမယ်ဆိုရင်2စီးလောက်ကျွန်တော်ကောင်းရက်လို့ရမယ်ဒါကရေကူးကောင်တက်တဲ့နေရာလေးဗျကျွန်တော်တက်မပြတော့ဘူးဘာလို့ဖက်နှက်လည်းရှိရောလေရေနဲ့ဆိုတော့ကျွန်တော်တက်မပြတော့ဘူးဒီလိုတက်လို့ရမယ်အပင်လေးစိုက်လို့လောလောဆယ်တော့ဒါအပင်ကလေကျွန်တော်တို့ရာသီဥတုပြောင်းလဲမှလည်းနည်းနည်း6နေလို့ကိုကထပ်ဖြည့်ပြီးလဲစိုက်လို့ရနော်ဆိုတော့လုံးဝ share ပဲနော်ဟိုအေးနေရ share ပဲဆိုတော့ဒီကပေါ့နော်ဟိုရေကူးကန်ကိုကျွန်တော်အိမ်ထဲတော့ကျွန်တော်တပြေးလေးလှုပ်ထားတဲ့ level ကိုပြီးတော့ဒီကနေ plint level ကျွန်တော်ဒီမှာတက်သွားမယ်ကျွန်တော် main door ကိုရောက်မယ်ဆိုတော့ main door လေးကိုကျွန်တော်စဖွင့်လိုက်ပါမယ်နော်ကဲဝင်ချင်းနေရာမှာပဲအခုစတွေ့ရတော့ living room area လေး living room area တော်တော်လေးကိုခြေရပြကျွန်တော်မျက်နှာဝကိုဟိုဘက်မှာ chance view ချန်မှာလဲဆိုရင်ကျွန်တော်တို့နှစ်ပေချန်တော့ဒီမှာအပြည့်ဆိုတာကျွန်တော်ရေကူးကနေအဆက်ထဲပေါ်ကျွန်တော်ယူထားတယ်ဟိုမှာဆိုရင်ကျွန်တော်လှုပ်ထားတာကော်လန်နေရအစပါတော့လုံးဝရှယ်ကြီးဆိုအပြင်ဘက်လေးကျွန်တော်ထွက်ပြမယ်နော်ဒီ living room နဲ့ရေကူးကနေရာဒီမှာကျွန်တော်တို့တခါလဲအပြင်ထွက်ပြီးတော့ပန်းဖြေလိုက်အောင်မယ်နော်ခုံလေးတွေလည်းချထားပြီးရယ်အပင်လေးတွေထပ်ဆိုင်လို့ရအောင်မယ်ကျွန်တော်ကြိုက်တယ်ဗျဟိုအရှိတကုံရောက်နေလို့ရောက်နေမှတော့မသိဘူးပေါ့နော်ဒီချမ်းသာရွှေပြည်အိမ်ရဝင်းရတယ်တဖြည်းဖြည်းနဲ့ကျွန်တော်တို့အိမ်အစ်စ်တွေနဲ့ထွက်နေတယ်အများကြီးလည်းမိုက်လာတယ်ကျွန်တော်တို့တွေ့မြင်ရပါတော့ဆိုတော့ဆက်သွားကြည့်မယ်နော်ဆိုတော့ကျွန်တော်တို့ဒီကနေလည်းထွက်လို့ရတယ်ပေါ့နော်ဟိုဘက်ဒီဘက်ကျွန်တော် siding လေးလုပ်ပေးထားတယ်ဒီဘက်ကတော့ကျွန်တော်ဖတ်ပြမယ်နော်ဟာကြည့်လိုက်ကျွန်တော် like ကလေးပဲကြည့်လိုက်လေဘလောက်ဝင်နေလဲဆိုတာလေဘလောက်တိုက်လဲဆိုတာမကြည့်တော့ fight ကဗျာတကယ်နိုင်ငံခြားမှာရှိရဲ့private resident တခုကျွန်တော်ရောက်နေတဲ့အတိုင်းပဲဟိုကကျွေတယ်ဒီဘက်မှာလည်းခန်းရှိသေးတယ်เนาะကျွန်တော်ကတော့ဒီမှာပဲ AC လေးခုမိုးရတယ်နည်းနည်းကောင်းနေပြီဆိုတော့လေဒီမှာ AC နေချေးလိုက်ချင်တယ်ပြောရင်းနေတော့မှတော်တော်မိုးကအရမ်းမိုက်နေကဲဒါမဲ့လည်းပြအောင်မယ်เนาะဟောဆိုပရိသတ်တွေကကြည့်ချင်အောင်ပါလေဟာလား okay ကျွန်တော်ဆက်သွားမယ်ဆိုရင်ဒီမှာ partition လေးအသေးတစ်ခုလုပ်ထားတယ်အပင်လေးကျွန်တော်စိုက်ပေးထားတယ်ပြီးတော့ basin လေးတစ်ခုလုပ်ထားတယ်ဒါကတော့အပြင်ကလာတဲ့လူတွေကျွန်တော်လက်တွေပါမြန်စီးကျင်နေဆိုရင်စီးလို့ရအောင်ချွေလေးနဲ့ပဲလုပ်ထားတယ်နော်ပြီးတော့ဒီကောင်ကလှေကကွင်းရဲ့အောက်မှာကျွန်တော် WC လေးတစ်ခုလုပ်ပေးထားတယ်ဒီမှာကတော့breaker DB unit တွေဒီမှာထိုင်ထားတယ်နော်ဒီမှာ breaker ဒီမှာ DB unit ထိုင်အမေကျွန်တော် inverter solar တက်မယ်ဆိုလည်းဒီအောက်မှာနေရာရှိပြီးသားနော်ဒါ WC ခန်းလေးအများကြီးတော့ဖွင့်မပြတော့ဘူးသူအခန်းလေးရလဲကျွန်တော်မီးရလဲနည်းနည်းမရသေးရမှာနော်ဆိုတော့ဒီမှာဆိုတော့ခုနရေကူးကန်နဲ့ချစ်တဲ့နေရာမပြောခင်ပါရေလံမိုက်တဲ့ဟာတခုရှိတယ်ကိုရီးယားကားတွေမှာဗျာငါရောက်နေပြီဘာညာဆိုရင်ဒီကနေလမ်းကြည့်ပြီး flow လေးနှိမ့်လိုက်ရတယ်ကိုကလမ်းပြီးစကားပြောလို့ရရှိဘူးလောက share ပဲနော်ဒီမှာဒီကောင် master ခန်းလေးပဲကျွန်တော်လုပ်ထားတယ်အောက်ထပ်က master ခန်းလေးသူ master ခန်းလေးကရေကူးကန်နဲ့တွဲရလေးဆိုတော့ဒီမှာ view လေးလည်းခံစားလို့ရချက်ကြည့်လိုက်ကျွန်တော်ဆိုတော့ဒီခံရွေးပြစ်မှထင်တယ်ပေါ့ကျွန်တော်အဲ့လိုမျိုးရေကူးကန်လေးနဲ့အဲ့လို natural နဲ့တဘာဝတရားနဲ့နီးကပ်တဲ့ vibe ကိုကျွန်တော်ပို့ကြိုက်တယ်ပေါ့နော်ဆိုတော့ဒီမှာကခုံလေးတစ်ခုလည်းကျွန်တော်လုပ်ပေးထားတယ်ဒါကတော့ကျွန်တော်တို့တချို့ကြတော့လည်းဒီမှာ meeting ခန်းလေးနဲ့သုံးလို့ရအောင်ပေါ့နော်ဆိုတော့နောက်ဒီမှာ WC လေးတစ်ခုပါတယ်ဒါလေးပြမယ်နော်ဒါလေးကလည်းကျွန်တော်တို့ကြွေပါဘတန်လေးလည်းလိုက်တယ်သူ Prado water heater instant တစ်ခုတက်ပေးထားတယ်ကျွန်တော်တို့ American standard တွေပါမယ်ဒီမှာဆိုလည်း toilet တစ်ခုပါမယ်ပေါ့နော်Okay ဒါဆိုရင်ကျွန်တော်တို့အင်ရှင်မတွေကြိုက် dining ဒီမှာကျွန်တော်တို့ဒီကောင်လေးက kitchen နဲ့ဟိုဘက်တွဲရမှာကြတော့ကျွန်တော်တို့ wet kitchen ရှိရယ်ဆိုတော့ဒီမှာ cabinet တွေကကျွန်တော်တို့အကုန်ထည့်ပေးပြီးသားเนาะ
cabinet တွေကုန်ပါပြီးသား basin တွေကျွန်တော်လုပ်ပေးထားတယ် Prado ကျွန်တော်တို့ Asos fan မိုင်းတွေအားအကုန်လုံးကျွန်တော်ကအပြည့်စုံတက်ဆင်ပြီးသားဆိုတော့အဆင်ပြေတယ် drawing နဲ့ wet kitchen ကိုလည်းကျွန်တော်တို့ partition လေးနဲ့ကျွန်တော် aluminium မှန်လေးလုပ်ထားတဲ့ကြောင့်ကျွန်တော်ဒီမှာပြင်ပါခါတယ်အစားတောက်တွေကိုပို့လိုက်အောင်မယ်ဆိုတော့ဒီကောင်ကကြတော့ကျွန်တော်တို့ make room ပေါ့နော်ဒါပေမဲ့လောလောဆယ်တကားမရှိဘူးဖြစ်နေတာဒီကောင်တကားပြီးမှတက်လိုက်လို့ရတယ်ပေါ့နော် AC ပေါ့ဒါကကျွန်တော်အပြင်လေးကိုထွက်ပြပေးမယ်အပြင်ကကြတော့wet kitchen ဆိုတဲ့သူတေချာလေးလုပ်ထားတာเนาะစနစ်တကျကျွန်တော်မကြည့်လိုက်ပါပြီးတော့ဒီမှာကကျွန်တော်တို့ရေအတွက်လေ ground tank လေးအသေးတစ်ခုလုပ်ပေးထားတယ်မှာဆိုတော့ ground tank ဆိုတာလည်းကျွန်တော်တို့ဒီမှာ tank လေးတစ်ခုလုပ်ပေးထားပါဗျာဒီမှာ storage လုပ်လို့ရမယ်အရေးပေါ်လိုလိုက်ရင်သုံးလို့ရအောင်ပေါ့ဆိုတော့ကျွန်တော်တို့ခုနတစ်ခုလေးကြံသွားပါတော့ဒီကောင်ကလေ dining အနေနဲ့မဟုတ်ဘဲနဲ့ဒီ living room မှာပဲကျွန်တော် dining partition ချက်လုပ်ပြီးကျွန်တော်သုံးလို့ရတယ်ပေါ့နော်ဆိုတော့အပေါ်ဆုံးတက်ကိုsorry ပထမတက်အရင်တက်ကြည့်အောင်မယ်ပထမတက်လေးမှာလည်းဘာတွေရှိလဲပေါ့ဘာညာတော့ကြည့်မယ်လားကျွန်တော်တို့အခုဒါဆိုလို့ရှိရင်ပထမတက်ကိုစတက်ပြီးဖြစ်ပါတယ်ဆိုတော့ဒီပထမတက်မှာဝင်ချင်းမှာပဲလှေကကွင်ဘေးမှာဆိုတော့အခန်းတစ်ခန်းရှိရဲဆိုတော့ဒီခန်းလေးကိုကျွန်တော်လိုက်ပြပေးမယ်နော်ဆိုတော့ဒီခန်းကဒီခန်းက master bedroom ခန်းဖြစ်မယ်ဗျသူကအလင်းဝင်လင်းထွက်လည်းကောင်းတယ်လေကောင်းလေးတန်လည်းရတယ်စီလင်ဆိုင်တွေဆိုရင်ကျွန်တော် modern သွားထားတယ် wall lamp တစ်ခုပါမယ်နောက်ကျွန်တော် socket point တွေပါပြီးသား aircon နဲ့တက်ဆင်ပြီးသားဖြစ်ပါတယ်နောက်ဒီမှာပေါ့နော်မိုက်တာလေးတစ်ခုကကျွန်တော်ထင်ဒီနှခမ်းမှာတစ်ခမ်းတော့ runner ဖြစ်လိမ့်မယ်ဒီခမ်းဖြစ်မလားတော့မသိဘူးနော်ဒါ runner လေးနော်ဒါ outdoor runner ဒါဖြစ်ဒါကျွန်တော်တို့အင်းရဲ့ရှေ့ကမျက်နှာစာသူကနောက်ဖက်မှာကျွန်တော်အခန်းဖွဲ့ထားဖြစ်တဲ့ကြောင့်မို့ဒါနောက်ဖေးပေါက်ကနေကျွန်တော်တို့ဒီမှာ ceiling ထွက်တောက်ချင်တာပဲဖြစ်ဖြစ်အနားချင်တာဖြစ်ဖြစ်ခြေ AC ခြေလို့လို့ရပါတော့ဆိုတော့ဒီမှာနောက်ထပ်ကျွန်တော်တို့ WC လေးတစ်ခုเนาะ master bedroom တွဲရဆိုတော့ခုန triangle မှာတက်ပဲ toilet ရှိမယ် basin counter ရှိမယ် shower stand လေးရှိမယ်မှန်လေးချက်ထားရတယ်အပေါ်မှာ ceiling ကိုကျွန်တော်တို့ပေါ့နော်light tray အတွက်နေရာလေးခြံပြီးတော့ ceiling လေးကိုကျွန်တော်တစ်စစ်ချိုးလုပ်ထားတယ်ဆိုတော့ဘာပဲဖြစ်ဖြစ်ဒါ modern အငွေ့အသက်လေးတွေကျွန်တော်ရရှိရပေါ့နော်ဆိုတော့ကျွန်တော်နောက်တစ်ခါထပ်ပြပေးမယ်ဒီခန်းလေးက master ပဲဖြစ်မယ်ဗျဟုတ်ပါတယ် master bedroom ဖြစ်ပါတယ်ဆိုတော့ဒီခန်းကတော့ layout plan ကဒီလို column လေးတွေထွက်နေတဲ့နေရာလေးရှိပေမဲ့ဒီမှာကျွန်တော်တို့ cabinet တွေနဲ့ဖျောက်လို့ရတယ် interior လုပ်မယ်ဆိုတော့အများကြီးလုပ်လို့ရပါတော့လက်ရှိကတော့ကျွန်တော်တို့ဒါလေးကိုပဲအကျန်းတဲ့တော့မဟုတ်ဘူးကျွန်တော်အချောတဲ့ဘိုင်းမှာမှ interior မှာပါတဲ့ဟာလေးကိုကျွန်တော်တို့ထုတ်ပြီးတော့ပြနေရပါတော့ဆိုတော့အခုရှီချိုးကန်းနေရာလေးလိုက်ပြပေးမယ်5 layer သူကလည်းသူမိုက်နေတယ်ဆိုတော့ကျွန်တော်တို့ဘက်ကို living space area လေးကိုသွားကြည့်မယ်နော်ဒီမှာ living room area လေးကိုရောက်ပါပြီဆိုတော့ဒီမှာက wardrobe တစ်ခုလုပ်လို့ရတယ်ဥပမာကျွန်တော်တို့ TV ကြည့်ကျင်တဲ့ဘာညာဆိုလို့ရှိရင်ကြည့်လို့ရတယ်တကယ်လို့မဟုတ်ဘူးဟိုဘက်မှာကြည့်ကျင်တဲ့ကြည့်လို့ရတယ် living space ကိုကျွန်တော်နှစ်ခုယူထားတဲ့ပုံစံမျိုးလေးပေါ့နော် partition အနေနဲ့လည်း sliding door ဖြစ်ဒီမှာထပ်သွားလို့ရသေးတယ်ဆိုတော့ဒီခန်းလေးကိုကျွန်တော်ပြပေးမယ်ဒီခန်းလေးက master ခန်းပါဆိုတော့အပေါ်တက်မှာပထမတက်မှာ master ဘန်းကျွန်တော်3ခန်းအထိရှိသွားဖြစ်ပါတယ်ဆိုတော့ဒီမှာ aircon တက်ဆင်ပြီးသားဒါဆိုလို့ရှိရင်လည်းကျွန်တော် archi trip တွေ join နေပဲလုပ်ထားတယ် skirting နဲ့ join နေပဲလုပ်ထားတယ်ဆိုတော့ဒီမှာကျွန်တော်တို့ master bedroom ရဲ့ရေချိုးခန်းနေရာလေးကိုရောက်ပါပြီဆိုတော့အခုတွေ့ရတဲ့အတိုင်းပဲကျွန်တော် bed လေးတစ်ခုရှိရယ် basin ရှိမယ် toilet ရှိမယ် shower stand ရှိ shower unit ကကျွန်တော်ဒီမှာလည်းထည့်သုံးလို့ရနော်ဒီမှာဒီဘက်ကျွန်တော်ပြထားပြီးသားဆိုတော့ piping system ရဒီမှာလည်းထည့်သုံးလို့ရတယ်ဆိုတော့ကိုကကြွေပြားပတ်တန်ယူရစားဒီလိုမျိုး modern အိမ်တွေမှာအရေးကြီးရပေါ့နော်ဆိုတော့တေချာလေးယူထားတော့တွေ့ရတယ်တေချာအားထည့်ထားတော့ကျွန်တော်တွေ့ရတယ်ဗျနောက်တစ်ခုကဒီမှာဒီကောင်လေးမိုက်တယ်ဗျဒီကောင် living room area လေးပဲတော့သူက runner နဲ့ချိတ်ထားတယ်ဆိုတော့ပြီးတော့ဒီအိမ်မှာနောက်တစ်ခုဒီချာလေးလုပ်ပြီးထားတာကဒီမှာကျွန်တော်ရေကူးကန်နေရောအကုန်လုံးပေါ့နော်အိမ်ရဲ့အခန်းတိုင်းတောင်းလိုက်တော့မှာ CCTV တက်ထားပြီးတော့ဒီအပေါ်တက်ကနေကျွန်တော် CCTV ကိုကြည့်လို့ရတယ်နောက် audio system ကိုကျွန်တော်မျက်နှာချက်ထဲမှာထည့်ထားမှာပေါ့နော်ကျွန်တော်ဒီမှာတချင်းလေးဖွင့်လိုက်ရတယ်တစ်ထက်လုံးပေါ့နော်ကျွန်တော်ဒီမှာ audio system ကဆရာအိမ်ထဲကိုဝင်လာတယ်ပေါ့ဗျာ relaxing ဖြစ်တဲ့တချင်းလေးဖွင့်လာပြီးတော့ဧည့်သည်ကိုကြိုလို့ရတာပေါ့ဆိုတော့ဒီအပြင် outdoor runner နေရာလေးကိုကျွန်တော်ပြပြီးမယ်ကဲနေရာတော့ share ဗျဘာလို့လဲဆိုတော့ဘေးမှာလည်းကြည့်လိုက်အင်ကြီးအိမ်အောင်နေပဲကျွန်တော်ဝယ်မလားမင်းရင်တော့ဝယ်ချင်တာပေါ့မတက်နိုင်သေးလို့ဝယ်တော့ဝယ်ချင်တယ်ဘာလို့လဲဆိုတော့အခုဒီမှာပဲကြည့်လိုက် तू ကအရှိတကုံဆိုမြဲလေကျွန်တော်ဆိုလိုချင်တာကအရင်မဝေးဘူးမြောက်တကုံနဲ့ပင်လုံလမ်းမကြီးနဲ့ကျွန်တော်တို့က sorry ပြည်ထောင်စုလမ်းမကြီးနဲ့လည်းကျွန်တော်တို့ကမဝေးဘူးကျွန်တော်အခုရုံကနေဒီလိုလာဆိုရင်6မိနစ်လောက်ပဲကြာကျွန်တော်မြောက်တကုံပင်လုံပြည်ထောင်စုမှာကျွန်တော်ဖွင့်တာပေါ့နော်ဆိုတော့ဒီလိုလာ6မိနစ်လောက်ပဲကြာတယ်နောက်အခုမှဘေးမှာအင်ဂျင်အိမ်အောင်နေတယ်အများကြီးရှိတယ်ဘေးမှာဆိုရင်အခုစောက်လက်စပေါ့နော်တိုက်တစ်လုံးလည်းရှိသေးတယ်ဆိုတော့ထပ်ထွက်လာမယ်ဆိုရင်ဒီဝင်းတစ်ခုလုံးကကျွန်တော်တို့ကလုံးဝအဲ့လိုချန်လေး share ပေါ့နော်တိုက်တွေနဲ့ကျွန်တော်ဖြစ်သွားမှာဆိုတော့ဒါအများဆုံးကျွန်တော်ရင်းနှီးမြှုပ်နှံတင်းတဲ့လူတွေအနေနဲ့လည်းကြီးမဲ့လူတွေအနေနဲ့လည်းဒါလေးကအဆင်ပြေမယ်လို့ကျွန်တော်ယူဆရတယ်ဆိုတော့ဆက်သွားကြည့်အောင်
ဟိုလေလဲတော်တော်ဝင်နေဗျ air flow လဲတော်တော်ကောင်းတယ်ဆိုတော့ကျွန်တော်တို့ဒီမှာပထမတက်မှာအခန်း3ခန်းပြပြီးပြီဆိုတော့ကျွန်တော်အပေါ်ဆုံးတက်တွေကိုလိုက်ပြပေးမယ်နော်သွားမယ်ကျွန်တော်တို့အခုဒါဆိုရင်ဒုတိယတက်ကိုတက်နေပြီဖြစ်ပါတယ်ဆိုတော့ဝင်ချင်းမှာလေကဝင်နေရာလေးမှာအခန်းတစ်ခန်းအောက်ထပ်ကအတိုင်းပဲတည်ရှိရဲဆိုတော့အောက်ထပ်မှာကျွန်တော်ဒီမှာ master တစ်ခန်းဖွဲ့တာဒီမှာဘာဖြစ်မလဲမသိဘူးပေါ့နော်ဆိုတော့ဒီမှာတော့ကျွန်တော် green လေးပဲလုပ်ထားပြီးတော့ outdoor area လေးတစ်ခုလုပ်ထားလိုက်တယ်ကျွန်တော်ဒီမှာအပင်တွေပါစိုက်ပြီးတော့ garden လေးလုပ်ချင်လည်းရတယ်ညနေခင်းမှာလည်း AC ချေးလို့လည်းရကျွန်တော်လေချောင်းကလည်းကျွန်တော်တည့်ပါတယ်ဗျဆိုတော့ဟိုဒီဘက်မှာအခန်းတစ်ခန်းရှိသေးတယ်အောက်ထပ်မှာလည်းကျွန်တော်တို့က master က3ခန်းအောက်ဆုံးမှာတစ်ခန်း4ခန်းရှိပါပြီ total 6ခန်းရှိရမှာနော်ဆိုတော့နောက်တစ်ခန်းထပ်ပြဟုတ်တယ် master bedroom ခန်းလေးပဲဆိုတော့ဒီခန်းလေးကလည်းကျယ်လို့ယူဆမိတယ်အပေါ်မှာလုပ်ထားတဲ့ ceiling design တွေဆိုရဲခက်မိတယ်ကျွန်တော်တို့ aircon လေးနဲ့တက်ဆင်ပြီးသားဒီမှာဆိုလဲ green လေးတစ်ခုလုပ်ထားတယ် furniture ထည့်လို့ရမယ်ဥပမာ PC ဘုံသုံးလားလို့ဆိုလို့ရှိရင်ဥပမာ office တွေသုံးလို့ရတယ်မှန်လဲရှိရတဲ့အတွက်ကြောင့်ကျွန်တော်လေးပေါ့နော်ချီရင်မိုးရွာလေးကျင်တယ်လုံးဝ free ပဲချေးအောင်ပဲနော် okay ဒါရေချိုးခန်း area လေးသူကတော့အောက်ထပ်ကအတိုင်းပဲ basin တွေထားပေးထားမယ် toilet တွေပါမယ် shower stand တွေပါမယ်သုံးထားတဲ့ပစ္စည်းရ American standard ကိုကျွန်တော်တို့သုံးထားတယ်ဆိုတော့ဒီမှာ living room area လေးကိုကျွန်တော်စတွေ့ရပြီဆိုတော့ဒီ living room space ကထုံးစံတိုင်းအောက်ထပ်ကအတိုင်းနှစ်ခုလုပ်ထားတယ်ဒီမှာကceiling လေးကိုကျွန်တော်တို့က curtain box လုပ်ထားပြီးတော့ light tree ပြီးထားတယ် ceiling လေးဟိုအလင်းလေးကြောင်လုပ်ပြီးထားတယ် furniture ထပ်ထည့်လို့ရသေးတယ်ဆိုတော့ဒီမှာကျွန်တော်ဒါလေးကိုဒီခန်းလေးကျွန်တော်အရင်ပြပေးမယ်နော်ဆိုတော့ okay master bedroom ခန်းလေးပါအပေါ်ဆုံးထပ်ရဲ့ master bedroom ခန်းလေးကတော့ veranda outdoor veranda နဲ့ချိတ်တဲ့အတွက်ကြောင့်မို့အလင်းကကောင်းကောင်းကြီးကိုဝင်နေတယ်ကျွန်တော်တို့ဒါမီးမဖွင့်မဲ့နေတယ် AC ခန်းထဲမှာနေလို့ရလေကောင်းလေးတန်လည်းလုံးဝရတယ်ပြီးတော့ဒီမှာရေချိုးခန်း toilet လေးပြပေးပါမယ်ရေချိုးခန်း toilet လေးကဒီမှာပတ်တက်ပါတယ်ကျွန်တော်တို့အောက်ထပ်ကအတိုင်းပဲပေါ့နော်ဒီမှာ shower shower ကတော့ sorry shower ဒီဘက်မှာကျွန်တော်လုပ်လို့ရတယ်နော် basin ပါမယ် toilet ပါမယ်တော်တော်လေးအဆင်ပြေဗျဆိုတော့ aircon နဲ့တက်ဆင်ပြီးသားထပ်သွားကြည့်မယ်နော် okay ဒီမှာကျွန်တော်တို့ဖျားကန်လေးဒါဖျားစင်နေရာလေးယာထားပြီးတာကျွန်တော်တို့ဒီမှာဖျားစင်နေရာလေးပြီးတော့ aircon လည်း living room မှာတက်ပေးထားတယ် veranda အသေးလေးတစ်ခုပါရှိတယ်အပြင်က master bedroom မှာမြင်ရတဲ့ outdoor veranda လေးကျွန်တော်တို့သွားကြည့်မယ်နော်အခြေအနေဘယ်လိုရှိလဲဆိုတာ wow မိုက်တယ်ဗျာလေကောင်းလေးတန်လည်းရဘီနားမှာလည်းနေချင်းစရာပဲအင်ကြီးအိမ်ကောင်းလေးနဲ့ကျွန်တော်ဆိုရင်တော့ဒီလိုအိမ်မျိုးဆိုရင်တော့နေချင်းတယ်ကြိုက်တယ်ကျွန်တော်အရင်ကလိုအိမ်အောင်ဝင်းနေပါတယ်ပိုကြိုက်တယ်ပေါ့နော်ဆိုတော့ကဲဒီဓာတ်လေးထပ်ပြောပြပေးမယ်နော်ဒီချာလေးလည်းကျွန်တော်ရှင်းပြပြီးပြီဆိုတော့ဒီအိမ်လေးကိုဘယ်မှာရှိလဲဆိုရင်ကျွန်တော်အရှိတကောချမ်းသာချူပြီးအိမ်အောင်ဝင်းထဲမှာရှိတယ်မျက်နှာဝ40အနောက်က85ရှိတယ် master bedroom 6ခန်းပါတယ် dining ပါမယ် kitchen ပါမယ် dry kitchen work kitchen ပြန်ခွဲပေးထားတယ်ပြီးတော့ကျွန်တော် aircon နဲ့တက်ဆင်ပြီးသား CCTV တွေကျွန်တော်တက်ဆင်ပြီးသားဖြစ်တယ်ပုံမိုက်တာတွေရေကူးကန်လေးပါပါတယ်ဆိုတော့အားလုံးကအဆင်သင့်လုပ်ပြီးပေါ့နော်ကျွန်တော်တက်နေုံပဲ furniture လေးနည်းနည်းပါထည့်လိုက်အောင်ပဲဈေးနှုန်းနဲ့သိန်းပေါင်း3300နဲ့ဈေးဖွင့်ထားတယ်ဆိုတော့ဒီအိမ်လေးကိုဆက်သွယ်ဝေနေဆိုရင် lift file ကိုဆက်သွယ်ဝေလို့ရတယ် lift file ကကျွန်တော် Facebook TikTok YouTube မှာဗီဒီယိုအမြင်တက်ဆက်ပြီးတော့ကျွန်တော် channel တွေကို like subscribe follow လုပ်ဖို့အတွက်လည်းအားလုံးကိုတောင်းဆိုပါရစေနောက်ပတ်ဒီမှာဒီထက်ပိုကောင်းတဲ့ home tour တွေဗီဒီယိုသစ်တွေကျွန်တော်ပြန်လာခဲ့ပါမယ်